အားရရဲ့အဲ့တော့အောင်မြင်စွာတင်နန်းပြီးဆုံးအဲ့ဒါဆိုရင်အဲ့ဒါပြပြအောင်မယ်ဟိုပြအောင်မယ်ဆိုတော့အမေစုစကားနဲ့ပြောရင်အားမရရင်ကိုယ်တိုင်ဝင်လို့ဘာဖြစ်လဲအားမရရင်ကိုယ်တိုင်ဝင်လို့အားမရရင်ကိုယ်တိုင်ဝင်လို့ဝေဖန်တာကိုလက်ခံတယ်ဝေဖန်တယ်ဆိုတာအချက်လက်ပါရတယ်စနစ်ကြရတယ်တိုးတက်စေခြင်းနဲ့စေတနာပါရတယ်ဒီ၃ရက်ကိုအခြေပြုပြီးတော့မှဝေဖန်တာကိုလက်ခံတယ်နော်စေတနာလည်းမပါဘူးအချက်လက်လည်းမပါဘူးအခြေမြစ်လည်းမရှိဘူးဆိုရင်တော့လေကန်တာဖြစ်သွားတတ်တယ်အဲ့တော့စကားစားကိုလည်းတိုက်ခိုက်ကြပါအောင်လို့တော်လန်ရေးရကောင်တွေကိုပဲဟိုဝေဖန်တယ်ဆိုပြီးတော့မှထွန်းနောက်ကိုမလိုက်နဲ့မောနေပါဆိုလို့အဲ့လိုရေတိုက်လိုက်ကြအောင်ကျွန်တော်တို့ငယ်ငယ်တော့တက်ခဲ့တယ်ပဲ Okay bye bye အမှတ်တရပြီ